ဆေးရလည်းမတက်နိုင်ဘူးလေမာကြီးတို့ပဲမောက်ကိုမိမမပေးစားနိုင်ဘူးဆိုအဲ့တော့မောက်ယောက်ျားရှူမလို့ပေါ့အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့မိမမိပြောရင်ယောက်ျားယူပဲဆိုတဲ့ကိုပြည်တူရဲ့ရည်စရာဇဝင်ခန်းလေးကိုအားလုံးနဲ့တူတူပျော်ပျော်ရွှင်ရွှင်ကြည့်ရှုတော့မှာပဲဖြစ်ပါတယ်။အခုတင်လိုက်တဲ့ဗီဒီယိုလေးကတစ်ပတ်အတွင်းမှာတန်းကေ view ဖြစ်သွားရင်ဖုန်းပေတမဲဟော့ပေးသွားမှာဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့နာမည်လေးရယ်ဖုန်းနံပါတ်လေးရယ် comment လေးမှာရေးခဲ့ပေးဖို့အားလုံးပြောချင်ပါတယ်။ဆိုတော့စကားလေးကိုကြည့်လို့ရအောင်ပါ။ဟုတ်ပါပြီ။ဟုတ်တယ်။အော်ဖလိုက်လိုက်လိုက်။ပြည်တူလိုက်။တနေ့တကယ်ကြောက်။ဟုတ်။ခုနလာတဲ့ပုံနဲ့အခုဖြစ်သွားတဲ့ပုံတွေကတခြားစီပဲနော်။ချက်ချင်းလွဲ့နောက်ပြောင်းသွား။ပြန်ကြည့်ချက်ကြီးကိုလွဲ့နောက်သွားနော်။ကြည့်ပါဦးလက်ကိုဒီလိုချက်လို့ရောက်လာတော့လေပြောစမ်းပါဦးဖုန်းစီကိုတင်မင်းကလာလွဲ့နောက်နေတာပဲစီစံရလာပဲဆိုလဲကြုံပြီးတော့နေမှာပြောတာမဟုတ်ဘူးတခါကဲပြောစမ်းပါဦးဖုန်းစီကိုပါကိစ္စပြေတော့လာခေါ်တာပြေမတူတော့စားတယ်လေ။အော်စားပါတကယ်ကြည်နူးနေရတာပြည်ဒီလို့စကားပြောနေ။စားရနေတာဒီစားစွတ်ကြည့်မြင်လိုက်ရတော့လေ။ရှင်းမှာဘလို့ဖြစ်သွားမှန်းကိုမသိဘူး။တရားဆိုတာပဲ။ကဲအဲ့ဒါစားတယ်လိုက်ရတယ်။လာအခန်းထဲလိုက်ခဲ့။အခန်းထဲမှာပေါ်ကြသွားပြီ။အေးကြီးစိန်လွဲ့နေရပဲနော်။လာပြီးမရှုံနဲ့နော်။အေးလားဖုန်းမထားလိုက်ပြန်စစ်လာမှတော့မယ်။ရှုံနေတာပဲ။ရဲလား။ကျုပ်ဆောင်တော့အရန်သဘောကျတယ်ခွေခွေတောင်းပါတော့ဘလို့ပြောတာဖြစ်စီအဲ့ဒီလိုလားပြောတာမတာကိတ်နဲ့လွဲပြီး200ရန်ပလာတာနဲ့ညားနိုင်မယ်လို့ခုတော့ပလာတာတောင်မရတော့ဘူးဤကြာကွင်းနဲ့တွေ့သွားပြီဤကြာကွင်းနဲ့ကွင်းနဲ့ကြာကွင်းအေးလေအာမယုံဘူးဒီကြောင်တော့ကျွန်တော်ရဦးနေကြလိုက်ပါလေအဲ့ဒါတော့တော်တော်ဖြစ်ကုန်မယ်တော့ဒီကြောက်ကွင်းနဲ့တော့အညာမခံနိုင်အေးဘယ်နဲ့နေကုန်တာလေဒီလူကလှုပ်ရှားလိုက်ပြီရှင်းမှာတော့ရှင်းမှာဟဲ့သိလားကိုမောင်ခန်းနဲ့ကိုလာငါဘာကိုပြောဆိုပြီးဝင်ရပါလဲနင်ကဘာဖြစ်နေရလဲအဲ့ဒါဘာဖြစ်ရမှာလဲသူများခဏခဏမျိုးစုံဝင်လာသေးတယ်ဒီဘာလို့အီချွတ်ထားလဲလို့ငါမေးတာအင်ကြီးကချွတ်ထားမှာဘောလို့အပြင်သွားမလို့ဝစားလဲမလို့အောင်ဒီလိုချွတ်မလဲဘလို့လဲရမှာလဲဒီလည်းမတော်အစိုးရရင်လဲစားထားသေးတယ်ဒီဗမွေးနဲ့မလားနင်မရှိနင်မစားပိတာနင်မစားပိတာလာခဲ့နင်လာခဲ့ဟိုဘာဖြစ်လွဲ့နှောင်းသွားဟုတ်ရဲမလဲအောင်ရဲဟာတော့နားတော့နင်နောက်လဲဘတော့မှဒီကိုမလာနဲ့မလာဘူးမလာပါလားမလုံးနဲ့တော့ရဲကိုမနင်မတော်နဲ့ရပါစားတယ်ပြောနေရတော့သိပါလားအမလေးသိပါဘာမှနင်ချင်းအစိုးရလည်းအကျုံးမခဲ့ဘူးဘာလို့ကြာလဲရဲဘာလို့ကြာလဲပြောလိုက်ဟမ်ဘာလို့ဖြစ်လာလဲဒီဘလို့ဖြစ်သွားတာလေမြို့မြင်မှာရစိတ်တို့လောကရင်ရှားတာဆေးရလည်းမတက်နိုင်ဘူးလေမာကြီးတို့ပဲမောက်ကိုမိမမပေးစားနိုင်ဘူးဆိုအဲ့တော့မောက်ယောက်ျားရှူမလို့ပေါ့ဆင်းမလားကြားတယ်နော်အိမ်ကမောင်နေတားရရှိရင်လေမိမယူမယ်ဆိုလူခေါ်တွေ့ပြီးရင်စင်ပီလာပြင်ပေးစားလိုက်မဟုတ်ရင်မိမမရယောက်ျားယူသွားလိမ့်မယ်နော်အာနည်းနည်းအချက်ပေးတယ်စတာလားရှောက်ကြယူမယ်ဟုတ်တယ်ဟဲ့ဒီမှာငါတို့ကဒီပေါင်လေးကြောက်နေရှိတာနော်နင့်ကိုအဲ့လိုပြောတော့ဖြစ်မခံဘူးမိမမရတော့ယောက်ျားယူပြစ်ပါဒီမောင်ကအညွတ်ပြောတာအဖြစ်မခံဘူးတဲ့အောင်တက်နေပဲဘာလို့လဲမောင်ရစိတ်ကြတာပဲမိမယူမယ်ဆိုလည်းယူလို့ပြရတယ်ကြည့်ပါဦးယောက်ျားယူမယ်ဆိုလည်းတော့မတူမမဘယ်လိုလုပ်ရမှာလဲတော်ပြီမာယူရတယ်လည်းစကားကိုမပြောချင်တော့ဘူးသွားကြအခါနဲ့မှမသိချင်ဘူးသွားကြအခုသွားကြပြင်းလေဘာလို့လဲအပြင်မှာနော်အဲ့လိုရင်ပတ်မွေးကြီးနဲ့လွဲ့နေရရှိရနော်ခင်ဗျာအပြင်မှာမနေ့ကလည်းငါတို့ကွန်ပျူတာတော့အကောင့်မှာအခုဘယ်လိုပြုတ်ပြီးလိုဖြစ်နေတာလဲလိုက်ချောပြီဒီတူနောက်ကလိုက်ချောပြီဟုတ်လားမဟုတ်လားဆိုအိမ်မှာအဲ့လိုအပြိုကြီးမမရေလုံးဝစီစာကြောင်းတဲ့အပြိုကြီးမမရေရှိလားရှိရင်မန်းငယ်ပြုံတစ်ခုပြည်ဒီကိုကြည့်လာဦးတကယ်နဲ့အမှန်ကန်ပျော်ပါတာတကယ်ယောက်ျားယူတော့မဲ့ပုံတော့နောက်နေမဟုတ်ပြည်ဒီတကယ်စစ်ခဲတဲ့ယောက်ျားယူတော့ပါမိမမရတော့ပါဘူးမဟုတ်ယောက်ျားယူပါဒါပဲလာပြောပေးတဲ့ယောအိုးရင်ခွန်းနဲ့တော့ခိုးနေကြည့်အောင်လေးစီရတကယ်ပဲအချောက်ကလေးကြာတာပဲ
နောက်နေမဟုတ်နဲ့တကယ်ချောက်နေဒီတူကတကယ်ယောက်ျားယူမဲ့အမျိုးဖြစ်သွားတယ် ဘာပြောလိုက်လဲပြန်ပြောပါဦးဘာပြန်ပြောပါဦး ထမိန်လေးကိုပစိုးလေးကိုထမိန်လုံးဝင်ပြီးတော့ ဘလို့ပုံစံနဲ့စကားပြောနေရလေစိတ်ကြီးလိုက်တာဘာရင်မြန်ပြောနေစမ်းပါ မင်းကိုမိမပေးစားမယ်မိမယူတော့ယူလိုက်တော့ မလေးဘာလို့တာလိုက်တာအဲ့ဒါကြောင့်လေ နိုင်တော့ပေးစားမရတော့မိမပေးစားမရတော့မဟုတ်ရင်ရှိတဲ့အမျိုးလေးညွန့်တုံးတော့မှာ ယူချီရတာတိလားအချမ်းချင်တတ်တယ် ဟောလေနေဒီပုံစံကြီးကမပြတ်သေးဘူးလား အေးလေ ပြောရရုပ်ကို မိမပေးစားလို့ရမှာပေါ့ ချွတ်ချင်းတော့ဘယ်လိုဖြောင်းပါလဲလို့ ဟဲ့နေပြောင်းတော့ချက်ချင်းကြီးပြောင်းသွားတာ အေးဖြောက်တော့လေချက်ချင်းဖြောက်အောင်မယ်လေ ဘယ်လိုလုပ်ချွတ်ချင်းရဖြစ်နိုင်မှာလဲလို့ဒီလိုပဲတစ်ဖြည်းဖြည်းချင်းစူးစမ်းပြီးတော့ဖြောင်းအောင်မှာပေါ့ဆို အေးပြီးစူးစမ်းမယ်ဆိုရင်ပြီးတော့ပြန်တော့မိမလိုက်တော့နော် မျက်ခုံးတွေပဲတွန့်တက်ပြီးရတယ်တော့သဘောကျနောက်ဆုံးတော့မရတော့ပေးစားလိုက်ရမဟုတ်ယောက်ျားယူတော့မှာဟုတ်မိမလေးရပြုံးရွှင်တာဟုတ်ပြီပါလိုချင်တာရသွားပြီးတက္ကလာအခါရဝိချက်ကပေးစားခြင်းဆိုပေးစားတာပေးစားလဲပေးစားခြင်းလို့တော့မဟုတ်ဘူး ရရ လေနေရာသားတိတိတူကြည်နူးနေ ခေတော့အဲ့ငါ ဟုတ်ပါရ အပြင်းကြီးကဘာနောက်ဆက်မလို့ယောဂီဝတ်စုံနေတဲ့နေရာသားတိတိတိုးနဲ့တိုက်ပေးတယ်ကိုကြည်နေဘာဖြစ်မလဲစက်ကြည့်အောင်လေဘေးအိုးလေပေါက်ထွက်ကိုပဲ မိုင်းတို့အတော်ပဲမညာဒီကားလေးကဟာတာကားလေးအရင်အီရတာပဲတခါလေးကြည့်လိုက်ပါလားလာမိုင်းလား ဟာမကြည့်ပါဘူးမမရမလာခေါ်တာပြောလေ မိုင်းတို့ ထင်ပါတယ်နောက်ဆက်တော့ပဲလို့ထင်ပါတယ် ဒီမှာအတူတူရှစ်ခိုးအောင်လာခေါ်တာ မိုင်းတို့ကဖျားရှိဖို့ ဟုတ်တယ် တခါမှပြန်မရှိခုဘူးလို့လားမသိဘူးမယုံသင်္ကာကြီးနဲ့မေး ကြ နေ လာမင်းနေတယ်ကြာရှ िख ိုးလေမြန်ကုသိုလ်ရလိမ့်မယ်ပေါ့ဘူးလားတော်ဒုက္ခပဲဒီမှာမင်္ဂလာဦးမာလေးကုသိုလ်ရအောင်မာကြီးနဲ့မန့်ခင်တဲ့ဝိုင်းပြီးကုသိုလ်ယူပေးနေတာကျေးဇူးတော်တရားမယ်ဘာကတက်လုပ်နေမှန်းမသိ ကတိကတည်းကလောက်တော့မဟုတ်ဘူးလေဒီမှာဒီကားလေးကခဏနေလို့ရှိရင်ပြီးတော့မှာဟုတ်ကားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအိတ်ကြတော့ မလေးအိတ်တာပဲကွယ်အိတ်လည်းအိတ်ခဲ့ဘူးနောက်လည်းအိတ်လို့ရတာပဲဟာအခုမင်္ဂလာဦးညလေးမှာလေငါရောက်မှလေကုသိုလ်အထူးရအောင်လို့ဆိုပြီးဒိုးတွေပါအတူတူရှစ်ခိုးကြမှာ မင်္ဂလာဦးညမှာပါနော်လုံးရက်တယ် ဒီမေဘူးလားကိုရီပြောနေတာလာဘုရားရှိခိုးလို့ဘာလို့ကတိကတက်လုပ်နေလို့ဒီ မဟုတ်ဘူးလေမိုင်းရဟိုအိတ်တယ်ဆိုတာ အေးအေးဘူးလားအေး ဟိုမဟုတ်ဘူးအိတ်တော့အိတ်ဘူးတယ်လေဒါပေမဲ့ရိုးရိုးအိတ်တာနဲ့မ ဟောမင်္ဂလာဦးညမှာရိုးရိုးအိတ်တာတယ်မတူနော် special zone လေးနဲ့အိတ်တာဖြိုပြင်းငွေပါအဲ့အပြိုကြီးဘက်မှရအမှန်ကနှုတ်ဆက်ပလိုက်တာခဲလေးတမတဲရကြတာပဲတင်းပြီးကြံခဲ့ပြည်သူတင်းပြီးကြံခဲ့ ဒီဘူးကွာ မှန်ကန်တင်းပြီးကြံခဲ့ရနော် ဆယ်ပါးတီလာစာယူကြမယ်စာမယ် ဟော10ပါးတီလာစယူပဲတဲ့စုံပြေတာပဲ ဘယ်ကမှယူလို့မရဘူးလား ဘာဖြစ်လို့လဲ ဘုရားရှိခိုးတာကုသိုလ်ကောင်းမှုလုပ်တာမင်္ဂလာဦးမှာတင်းကုသိုလ်တွေရစေချင်လို့ကောင်းတာတွေ မွေသီးအမရနော်မွေသီးအမရ ခိုင်းတာလေဘာဝင်လေးနေရလဲဘယ်လိုချင်တာလဲမယူချင်တာလား မဟုတ်ပါဘူး ဟုတ်ကဲစားဟုတ်မရေးစား ဩဂါသာကာယေကဝစီကေမနောက ဟိုတယောက်ကအိပ်ပျော်နေအမှန်ကအခုတော့ရိုးရိုးအိတ်နေရကြီးသူထင်သားသလို share မအိတ်ရတော့အဲ့လိုပဲနှောက်ရက်ဆိုအဲ့လိုနော်သေချာစနစ်တကျပလန်ရှပြီးတော့နှောက်ရက်တယ်ကြည်သူတို့ကြောအိတ်ခွဲနေပြီးဘေးမှာကာတာလေးဟိုတိုးလို့အိတ်နေ မမ ဟာခိုင်ဟမလို့ဖျားရှိခိုးတာကြာလိုက်တာခိုင်ပြီးပြီအိတ်တာ ဟောအဲ့လိုမရတော့ဘူးမောင်လေးတို့ရောက်မှလည်းတိတ်တော်တာပဲဟဲ့ဖျားရှိခိုးနေကြီးကြီးလို့ဆိုပြီးတော့လေဆယ်ပါးတီလာယူလိုက်ပြီ ဟုတ်တယ်ကြည့်လိုက်တယ် ဟုတ်တယ် အဲ့တော့ အဲ့တော့ဒီညလင်မယားနှစ်ယောက်တူတူအိတ်လို့ရတော့ လေစုံနဲ့အဲ့လိုမရဘူး ငါတို့လည်းပဲသိလိုက်တော့ ငါတို့ရောက်မှတို့နဲ့အိမ် မဟုတ်လေ အိတ်ချင်မင်း ရိုးရိုးမဆိုင်ဘူးလေ မင်္ဂလာဦးညရောအမှန်ကနှောက်ရက်ပြစ်လိုက်တယ်လေခင်လိုက်ကာတာနဲ့ဆင်းလာကြပြီဘာဆက်လို့မသိဟိုရှောင်းဒီရှောင်းတခိုးရှောင်းချောင်းတဲ့
အဲ့လေနဲ့တူတယ် ဟုတ်တယ် အဲ့လေကဘလို့ဖြစ်လို့အိမ်ဝင်နေစေရ နင်းဘောစားလို့ခမကျန်တကားကြီးဖွင့်တာအခုဒစိမ့်နဲ့အိမ်နဲ့ရောက်လာအဲ့နင်းဘောစားနော်နင်းပဲရောက် ကျမအောက်မှာစာရေးနေတာဟုတ်တော့ပဲအိမ်တကားကြီးပြေကိုမိသွားတာ နောက်မဘောစားနဲ့ကြာလာ ကဲကဲ နော်နေပေါင်းဒီမနေတယောက်ထွက်လာ အမဟုတ်ဘူးရှိတယ်မိုင်းတို့မငယ်တို့လည်းရှိတယ်ကြီးစိန်လည်းရှိတယ်မောင်ကတော့မရှိဘူးရုံးသွားတယ်လေဘယ်သူနဲ့တွေ့ကြလို့လဲ ရှိတဲ့လူအကုန်လုံးနဲ့တွေ့ချင်ရှင်းတယ်နော် ဘာကိစ္စလဲ အဲ့ဒါနောက်မှပြောမယ်လောဆယ်နင်းခေါ်စရာရှိတာခေါ်လာ ဟာ ခိုင်လိုင်းဆိုဒီမှာအဲ့လိုဟောက်စားလို့တာအ မို ရ င်း င် တို့ ကျွ မ တ်တယ် ငယ်တို့ရဲ့ကြီးစိန်ရောဒီမှာမောင်ရဲ့တန်ရောက်နေလို့ခဏလာပါဦးအဲ့ကျတော့မထိုင်လေ ကောင်းပြီ ကာတာနဲ့ဘာဖြစ်ရှင်နေမှမသိ ဘ ဘူး လို့ပါထိုင်စရာမလိုဘယ်သူမှမထိုင်ဟဲ့ဟဲ့ ဟုတ်တယ်သူကဒီလိုလို့အတိုင်ပေါက်တယ်ညီတယ်ဆရာလို့သူကဘယ်နောက်ကလိုက်လို့ဘာလို့နေကြလဲမသိဘူး ဝယ်လို့တီခါတော့ပြောနေတာကွာ ဆိုတဲ့ဇက်လေးပါတိုက်ထားဖို့အဲ့လိုမျိုးပြောလို့ဆိုရင်လေ ကိုထားတယ်လေကိုထားတယ်ဟောလာလာလာ ဟဲ့ငါဘယ်ဟာတွေဘသူတွေတော့ ဆက်ရတဲ့နေတာပဲ ဝယ်လုံးလုံးနဲ့ထိုင်ဝိုင်းထိုင်မထိုင်ထိုင်ကိုလိုက်လာဝင်နေပဲထိုင်လာကိုလိုက်ထိုင်မလို့လည်းထိုင်လာဟာရနေဘာကြီးကကြောင်းအောင်လဲ ဘာလဲရှင်တို့ပါလေအိမ်ထဲလာခင်းလက်ခေါင်နဲ့ဘယ်နေလို့လာလူပါဝါလို့ပါလေရှင်တို့က သူကဘယ်သူတွေလဲလို့ ဟိုကမောင်မိတ်ဆွေတယ် ဟဲ့ငါမြည်တငယ်ချင်းကတို့မမရိုင်းပါဘူး ဒီမှာခမရမကြီးတကယ်ချင်းမဟုတ်ကျော်တို့ကလူစိုးတယ် လူဆိုးတယ် လူဆိုရင်ကိုကိုမိတ်ဆက်နေရတယ်အနေထားကြီးက ရှင်းနေမျက်မှန်ပဲကလူဆိုးတယ် လူဆိုဆိုရင်အဲ့လိုအင်ကြီးလောက်ကိုရှည်နေဘောင်းကြီးအမဲနဲ့လောအမဲပြောအမဲဝမ်းဆက်ဝေ့ရမယ်ပေါ့အဲ့လူဆိုရထုံးတဲ့စင်လာဝစ်ဆုပ်ရိုးရဝစ်ဆုပ်လူဆိုရရိုးရဝစ်ဆုပ် ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်လူဆိုးဖြစ်နိုင်တယ် ဘာဖြစ်နေလဲဖြစ်လိုက်ဘာလို့သူတို့ခေါ်လာ ဟဲ့ လဲ ဘယ်တော့မှတကယ်ချင်းနေဆို သိချောလို့ပါ မသေးကြလို့ဟလားဟဲ့အောင်လေလူစိုးမှသေးကြတော့ဘာတော့မလဲဟမ် ဟုတ်တယ်နော်မြန်မာကားရအဲ့ဒါခင်ဗျအကုန်မြန်မာကားတော်များတယ်ကြည့်ဘူးကြမှာပါကြည့်လိုက်လူဆိုရဆိုဘာလို့တော့ရီရနော်အာကြီးနဲ့ဟာနဲ့ကျွန်တော်နောက်ကြမှာအဲ့မြန်မာကားရလူဆိုးပေါင်းချုပ်ဟာတာအရီလေးကိုကျွန်တော်စုပြီးတော့တင်ပေးတက်ဆက်ပေးဦးမယ်ပြီးတော့ဆက်ကြည့်လိုက်ရအောင် ဒီမှာဥလူစိုးဘာလို့ခုလာ လူဆိုးဆိုရီရရနော်မှတ်တာအဲ့ ခမရတန်လို့ ဟောနဲ့ကုန်လုံးတတ်ပလိုက်မယ်နော်နားလေလားဟောနဲ့အေးဒါစစ် ဒီမှာဓမြဆိုရင်လေပစ္စည်းကိုတော့ကြိုက်တဲ့လောက်ယူပါကွယ်လူတွေတော့ချမ်းသာပေးပါ ဟာကြီးစိဘာကိစ္စပစ္စည်းပေးရပါပစ္စည်းလည်းမပေးဘူးဟိုလူတွေလည်းဘာမှမလုပ်နဲ့ကျွန်တော်တို့ရိုက်လိုက်မှာနော် ဟိုကဟိုဟာကြီးနဲ့လေ ဟေးဒါတော့မှဓာရှိတယ်ရဲကိုနောက်ဘွားကြမှာတိုင်လို့ရ လူဆိုး6ရောက်ခုနဲ့ဓာတ်တစ်ချောင်းနဲ့ပါလေ နားနေတယ်အဲ့လျှောက်စလုံးခဏတော့ရောက်ခဏနေငါခုမှစဉ်းစားမိငါတို့ကသေးသေးလေးပေါ့ငါတို့တော့မနေကြက်ညက်ပြီးစီးလာ ဘာကလည်းပြန်လာအောင်ကွာ အဲ့တော့ဟိုကောင်မလေးအဲ့အသေးလေးတင်လိုက် ဒီမှာလာကြပါနဲ့သူကြီးကခေါ်လို့မရဘူးငါပါခေါ်မှငါလိုက်မယ် ဩပြန်မင်းဆွဲတော့ပျော်ပွဲသားထွက်တယ်ညမှန်း နောက်တစ်ခုတော့လာကြိုးလာမယ် တော့လာကြိုးမယ်ခေါ်သားရောက်လေခေါ်သားမနေဘူးဘယ်ချိန်ဘယ်နေရာကိုဘလောက်နဲ့လာယူရမယ်ဆိုတော့ဖုန်းဆက်လိုက်မယ် ဖုန်းနံပါတ်ပေးကြမလို့နော်ဖုန်းနံပါတ်အလွတ်ရပြီလား တာပဲ ဟုတ်ကဲ့ ညမိတ်ကြ ရောက်ပါ အားလုံးပဲဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်နဲ့အတူတူပျော်ပျော်ရွှင်ရွှင်အဆုံးထိလိုက်လံကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ညမှာလည်းပျော်စရာကောင်းတဲ့ကြီးစရာကောင်းတဲ့ဇာတ်ကားတွေကိုအားလုံးနဲ့အတူတူကြည့်ရှုဖို့အားလုံးကျွန်တော် channel လေးကိုဖိတ်ခေါ်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ဖို့လည်းအားလုံးတောင်းဆိုပါတယ်